Hello ဟာလေရဲ့ Telegram မှာဆိုလို့ရှိရင်ကြီးကပုံမှန်ဒီ game ကနေငွေရတဲ့ဟာတွေ USD ရှာတဲ့ဟာတွေပြီးတော့ USDT Binance နဲ့ရှာတဲ့ဟာတွေအဲ့ application တွေတော်တော်များများလုပ်တယ်ပေါ့နော်လုပ်တဲ့အခါကျတော့ဒီ USD ရတဲ့ APP တွေနဲ့ပတ်သက်ပြီးတော့စော့တာတွေကိုတချို့ကနားမလည်ဘူးဓာတ်ပုံတွေနဲ့ asset တွေရိုက်ပြီးရှင်းပြလဲတချို့ကတိတ်နားမလဲကြဘူးပေါ့နော်အဲ့လိုလူတွေအတွက်ကိုကြီးကအခုဘယ်လိုလုပ်ထားလဲဆိုတော့ Facebook မှာpage လေးထောင်ထားပါတယ် Facebook page ကိုပြမယ်နော်ဒီမှာ page လေးအဲ့လိုလေးထောင်ထားတယ်အဲ့ဒီ page လေးကိုတစ်ချက်လောက်လိုက်လုပ်ပေးပါပေါ့နော် Facebook သုံးနေဆိုလို့ရှိရင်လည်းပြီးလို့ရှိရင်YouTube လေးYouTube လည်းကြီး channel ထောင်ထားတယ် channel ထောင်ထားတဲ့ YouTube ဟာလေးကိုကြီးရဲ့ bio မှာလည်းတင်ထားရပေါ့နော်အဲ့ရနေပြီးတော့ကြီးကိုဒီ game တွေဆော့ရမယ့် game တွေဘယ်လိုဆော့ရမလဲဆော့ပုံဆော့နည်းတွေအကုန်လုံးကြီးတိတိကျကျတင်ပေးမယ်ပေါ့နော်အခုမြန်မာပြည်မှာဘယ်လိုဖြစ်လဲဆိုတော့တော်တော်များများကဒီ gain တွေကနေငွေရတာကိုမသိကြဘူးနောက်လမ်းလျှောက်ဆော့ဝဲဆိုလို့ရှိရင်လည်းလမ်းလျှောက်ဆော့ဝဲနဲ့ပတ်သက်ပြီးတော့ကြီးကဘယ်လိုလမ်းအရှိကနေလုတ်ပြရပေါ့နော်လုတ်ပြတော့ကြားဖြန့်လို့ထင်တယ်ဆက်ရောင်းချင်လို့ထင်ကြတယ်ဆိုတော့ရဲ့ Telegram channel မှာလည်းဝင်လေ့လာလို့ရတယ်ဘယ်သူတွေဘယ်လိုဒေါ်လာတွေကိုရာနဲ့ချီပြီးရောင်းနေလဲဆိုတာတော့ဒါကြည့်လို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်လို့ရှိရင်လည်း game တွေဆော့ပြီးတော့ငွေယူလို့ရတယ်ဒီ game တွေနဲ့ပတ်သက်တဲ့ tip တွေဘယ်လိုဆော့ရမယ်ဆိုတာတွေအဓိကကတော့ကွာနားလည်အောင်ပြောရလို့ရှိရင်ဂေတို့အခုလုပ်နေတဲ့ဟာတွေကVPN ခံပြီးတော့ USA region ကိုကြော်ပြီးတော့ USA region မှာသူတို့နိုင်ငံသားတွေကိုပေးတဲ့ game ဆော့ပြီးကြော်ညာကြည့်ရင်ပတ်စံပေးတဲ့ software တွေကိုကြီးတို့က VPN ခံဝင် game ဆော့ပြီးရင်သူတို့နိုင်ငံကြော်ညာတွေကိုကိုကကြည့်ပေးတာကြော်ညာတွေကိုကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့သူတို့အတွက်လည်းအကျိုးရှိတယ်သူတို့ကကြော်ညာတွေလက်ခံတယ်သူတို့အတွက်အကျိုးရှိတယ်ကိုတွေကကြတော့ဒီကနေပြီးတော့ VPN ခံပြီး USA နိုင်ငံသားပါဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကြော်ညာတွေကိုကြည့်ပေးတယ်အဲ့တော့သူတို့အတွက်ကလည်းအကျိုးရှိတယ်ကိုယ့်အတွက်လည်းအကျိုးရှိတယ်ပေါ့နော်အဲ့ခါကျတော့သူတို့ကအဲ့ကြော်ညာကြီးကတွေရတဲ့ပတ်စံတွေကိုသူတို့ကပေးပယ်နဲ့ပြန်လွှဲပေးတယ်ပေးပယ်နဲ့ပြန်လွှဲပေးရင်ကိုတွေကပေးပယ်အကောင့်လုံးဝရှိစရာမလိုပါဘူးပေးပယ်အကောင့်မရှိလေပိုကောင်းလေပဲ Gmail နဲ့ထုတ်ပြီးတော့အဲ့ Gmail တွေကို link ကြလာရင်အဲ့ link နဲ့ကိုပြန်လာရောင်းရုံမှာပဲဒါတွေအားလုံးကိုတင်ပေးပါမယ်ဒီ TikTok မှာလည်းတင်ပေးမယ်တချို့ဗီဒီယိုတွေက share တဲ့အတွက်ကြောင့်မလို့ TikTok တင်လို့အဆင်မပြေဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ YouTube တို့Facebook တို့မှာlist လေးလုပ်ပြီးတော့တင်ထားပေးမယ်နောက်ပြီးလို့ရှိရင်လိုအပ်တဲ့အကောင့်တွေဖွင့်ပြီးဥပမာပေါ့နော် GV နဲ့ပတ်သက်တဲ့ဥစ္စာတွေဒီတိုင်းထိုင်ဖွင့်ထားရုံနဲ့ပတ်စံရတဲ့ application တွေရှိတယ်အဲ့ဒီ application တွေကိုဖွင့်ထားရုံနဲ့ပတ်စံရတဲ့ဟာတွေကသူက Binance နဲ့ငွေရှင်းပေးရလဲရှိတယ်ကွာ Binance နဲ့ငွေရှင်းပေးရင် USDC တွေထုတ်လို့ရတယ် USDC ရတဲ့ USDC တွေကပေါက်ဈေးရဥပမာပေါ့အခုဆိုရင်အပြင်မှာ4500ပေါက်တယ်ဆိုရင်ဂေတို့ခု4400 4300အဲ့လိုဝယ်ပါတယ်အဲ့တော့ပေးပယ်နေကြရင်တော့ဈေးနေတယ်ပေးပယ်နေကြပေါက်ဈေးမရဘူးမြန်မာနိုင်ငံကိုပေးပယ်ကဖမ်းထားတဲ့အတွက်ကြောင့်မလို့ပေါက်ဈေးမရဘူးအဲ့လိုလေးတွေရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့အကောင့်လေးတွေဖွင့်နည်းလေးတွေလည်းတင်ပေးမယ်ပြီးလို့ရှိရင်စော့နီးဘလို့ဘာတွေဘလို့သုံးသင့်တယ်ဆိုတာတွေကို gain တွေနဲ့ပတ်သက်ပြီးတော့ဒေါင်းရမယ့် gain တွေလည်းချထားပေးမယ် install လုပ်လို့မရရင် install လုပ်လို့ရတဲ့နည်းလည်းတင်ပေးမယ်ပြီးလို့ရှိရင်ဒီဟာကိုတစ်ခုချင်းစီဘလို့သုံးရမယ်ဆိုတာကိုလည်းတစ်ခုချင်းစီနည်းနည်းချင်းတင်သွားပေးပါမယ်အဲ့အတွက်ကြောင့်မို့လို့ရဲ့ Facebook page ကို like လုပ်ပေးပါပြီးရင် YouTube channel လေးတစ်ချက် subscribe လုပ်ပေးပါပြီးရင်ဒီ post လေးကိုလည်းတစ်ချက်လူသိများအောင် share ပေးကြပါပေါ့နော်ဒီရလာတဲ့ပတ်စံတွေကိုလည်းစီမှာပြန်လာရောင်းလို့ရတယ်အရင်ကတော့ပုံမှန်ကတော့ဂေတို့က TikTok ကနေပြီးတော့ပတ်စံရှာကြတယ် TikTok ကို Japan region TikTok ကိုဂေတို့က VPN ခံပြီး Japan TikTok အနေနဲ့ဖွင့်ပြီးတော့ Japan region နဲ့ကြည့်ရင်ရန်နေရခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းတော့အဲ့လိုမလွယ်တော့ဘူး Japan ဂေတို့ကို ban တဲ့တော့ကြောင့်မို့လို့ဒီ USD ရတဲ့အပိုင်းတွေကိုတို့ကစူးစမ်းပြီးလုပ်နေတယ်ပေါ့နော်ဒါတကယ်ကြီးနဲ့အလုပ်လုပ်နေတဲ့လူတွေရှိတယ်ဆိုရင်လည်းဒီအောက်မှာမှတ်သွားပေးပါကိစ္စမှာပုံမှန်နေ့တလားကိုဘယ်လောက်ရတယ်ရောင်းပြီးတော့ USD တွေရောင်းပြီးတလားဘယ်လောက်ရနေလဲဆိုတာကိုသိအောင်လို့သူများတွေအားတအောင်လို့မှတ်သွားပေးပါကျေးဇူးပါ